American ရဲ့အမှန်တကယ်အင်အားကြီးဆုံး super power ကစစ်တပ်မဟုတ်ပါဘူး။ဒေါ်လာပါ။ petrodollar စနစ်ကြောင့် American ဟာငွေချေးရင်အတိုးနည်းနည်းနဲ့ချေးလို့ရတယ်။ကမ္ဘာတဝန်းစစ်တပ်ကြီးကိုထိန်းထားနိုင်တယ်။ငွေဖောင်းပွားမှုကိုနိုင်ငံခြားဘက်ကိုပို့နိုင်တယ်။နောက်ပြီးငွေကြေးကိုလက်နက်အဖြစ်အသုံးချနိုင်တယ်။ဒါပေမဲ့ရေနံကိုဒေါ်လာနဲ့မရောင်းတော့ဘူးဆိုရင်ဒီစနစ်တစ်ခုလုံးပြိုလဲသွားနိုင်ပါတယ်။ဒီအရေးကြီးတဲ့ line ကိုကြော်ဖြတ်ခဲ့သူကဗင်နီဇွဲလားသမ္မတနီကိုလက်စ်မာဒူရိုပါဗင်နီဇွဲလားဟာရေနံကိုယွမ်ယူရိုရူဘယ်တွေနဲ့တာမကခရစ်ပတိုငွေတွေနဲ့ပါရောင်းချဖို့စတင်လိုက်ပါတယ်2025ခုနှစ်အတွင်းမှာတော့ဗင်နီဇွဲလားရဲ့ရေနံ85%ကနေ85%အထိကိုတရုတ်နိုင်ငံစီပို့နေပြီးအဲ့ဒီအယောင်းဝယ်တွေကဒေါ်လာစနစ်အတွင်းဘက်မှာပဲဆောင်ရွက်နေပါတယ်ဗင်နီဇွဲလားမှာတတိခံထားပြီးသားရေနံတူလောင်မှုဘာရယ်303ဘီလီယံရှိပါတယ်။ဒါဟာကမ္ဘာပေါ်မှာအများဆုံးဖြစ်ပါတယ်။အဲ့ဒီလိုရေနံတွေကိုယွမ်နဲ့ရေသက်မှတ်ရောင်းချတဲ့စနစ်ကပုံမှန်ဖြစ်သွားမယ်ဆိုရင်ဒါဟာယာယီမဟုတ်တော့ပဲစနစ်တကျပြောင်းလဲမှု structural change ဖြစ်သွားမှာပါ။အဲ့ဒါကြောင့်ပဲမာဒူရိုရဲ့အနာဂတ်ဟာအစကတည်းကဆုံးဖြတ်ပြီးသားဖြစ်သွားခဲ့တာပါ။အဆုံးသတ်အမြင်နဲ့ဗင်နီဇွဲလားကိုအမေရိကန်ရဲ့ဩဇာအောက်ပြန်ထည့်နိုင်ခဲ့ပါတယ်။အခုအချိန်မှာဝါရှင်တန်ကကမ္ဘာလုံးဆိုင်ရာရေနံထောက်ပံ့မှုရဲ့40%လောက်ကိုထိန်းချုပ်နိုင်နေပါပြီ။အကျိုးဆက်ကတော့တရုတ်ဟာဈေးသက်သာပြီးအလေးချိန်လေးရေနံကိုဆုံးရှုံးရပါတယ်။ဖက်ဒရယ်ဒေါ်လာစနစ်ပြန်လည်ခိုင်မာလာပါတယ်။ကုန်သွယ်ရေးအင်အားချိန်ခွင်ကအမေရိကန်ဘက်ကိုပြန်ရွေ့သွားပါတယ်။ဒါဟာအယူဝါဒအတွက်အစိုးရပြောင်းလဲမှုမဟုတ်ပါဘူး။ဒါကငွေကြေးကိုအသုံးချတဲ့စစ်ပွဲ monetary warfare ပါ။ IMF အချက်လက်ကပြသတာကဒေါ်လာကိုအရင်ငွေအဖြစ်ထားရှိတဲ့အချိုးအချဟာလော့ကျလာနေပါတယ်။တစ်ဖက်မှာတော့တရုတ်နိုင်ငံကထုတ်တဲ့ bond တွေဟာ American Treasury နဲ့နီးပါးတဲ့အတိုးနှုန်းနဲ့ရောင်းနိုင်လာပါပြီ။နောက်ဆုံးအနေနဲ့ yuan ဟာကုန်သွယ်ရေးနဲ့ငွေကြေးအရင်းအနှီးစနစ်တွေထဲမှာတဖြည်းဖြည်းအရေးပါလာနေပါတယ်။ဒီအရာအလုံးကပြသနေတာကကမ္ဘာအာဏာပြိုင်ဆိုင်မှုဟာစစ်မြေပြင်ပေါ်မှာမဟုတ်တော့ပဲငွေကြေးစနစ်အတွင်းမှာပဲဖြစ်ပွားနေပြီဆိုတာပါပဲ။